SUV နှစ်စီးဖြစ်တဲ့ကျွန်တော် Dash နဲ့ကျွန်တော် 870 Plus အကြောင်းအရာလေးကိုနိုင်ငံပြောပြပေးသွားမှာဖြစ်ပါတယ်။ကားဝယ်ဖို့စဉ်းစားနေတဲ့သူတွေအတွက်တော့ဘယ်ကအကုတ်တက်ဖြစ်မလဲဆိုတာဒီဗီဒီယိုလေးကဖြေချပေးသွားမှာဖြစ်ပါတယ်။ပထမအနေနဲ့ကျွန်တော်က engine နဲ့ gear ဘောက်ကိုအရင်စာပြောချင်ပါတယ်။ engine နဲ့ gear ဘောက်မှာကနှစ်စီးလုံးက 1.5 liter turbocharged engine ကိုသုံးပေးထားတာဖြစ်တယ်။ကျွန်တော် Dash မှာတော့သူက 1.6 liter turbocharged engine နဲ့လဲလာတယ်ပေါ့နော် horsepower အနေနဲ့ဆိုလို့ရှိရင်လည်း156 horsepower ထိထွက်တယ်ပေါ့နော်သူရမှာ torque အနေနဲ့ဆိုလို့ရှိရင်လည်း230 newton per meter ထိထွက်တယ်ဒါကတော့ကားနှစ်စီးလုံးရဲ့ engine performance မှာတော့လုံးဝအတူတူပဲဖြစ်တယ်နောက်တစ်ခုက gear ပေါ့ gear ဘောက်မှာဆိုလို့ရှိရင်လည်းနှစ်စီးလုံးက6 speed dual classic transition ကိုသုံးပေးထားတာတွေ့ရတယ်dual classic transition ဖြစ်တဲ့အတွက်ကြောင့် gear အပြောင်းအလဲတွေမှာလုံးဝ smooth ဖြစ်မယ်နောက်တစ်ခုစီစားနှုန်းကိုပုံပြီးတော့တက်တာစေမယ်ပေါ့နော်ကျွန်တော် Dash ရဲ့ design ဘိုင်းနဲ့အတွင်းကကိုကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝ sporty look ဖြစ်မယ်လုံးဝ next feature ကိုရောက်သွားစေမယ်ခံစားရအမျိုးရစေတယ်အတွင်းကမှာဆိုလို့ရှိရင်လည်းသူရဲ့ infotainment screen က 50.6 inch ရှိမယ်ထိုင်ကုန်နေရာလည်းလုံးဝ sporty look ဖြစ်သွားပြီwireless charging ပါမယ်Apple CarPlay တွေ Android Auto တွေကိုသူက support ပေးမယ်ပေါ့နော်ကျွန်တော် 870 Plus ရဲ့ design ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူကတော့လုံးဝ family SUV 9ယောက်စီးဖြစ်တဲ့အတွက်ကြောင့်ကားရဲ့ design ကိုကြည့်လိုက်တာနဲ့လုံးဝluxury family SUV တစ်စီး 5 ကိုလုံးဝအပြည့်ဝရတယ်သူ့မှာဆိုလို့ရှိရင်လည်းနှစ်မျိုးလာတယ်ပေါ့သူက Gear အတူနဲ့အရှည်နဲ့ပေါ့နော်အရင်တော့ old model ဖြစ်တဲ့2024အစောပိုင်း model တွေမှာဆိုရင်တော့သူက Gear အရှည်နဲ့လာမယ်အမှဆိုလို့ရှိရင်သူကApple CarPlay တို့ Android Auto တို့တော့ support ပေးထားတာကျွန်တော်မတွေ့ရဘူးပေါ့နော်အခုနောက်version ဖြစ်တဲ့2024နောက်ပိုင်းမှာဆိုတော့သူက Apple CarPlay နဲ့ Android Auto ကို base ပါလာတာတွေ့ရမယ် Gear လည်းအတူဖြစ်သွားမယ်ကျန်တာထူးထူးပြောင်းလဲသွားတာမျိုးတော့မရှိဘူးနှစ်စီးလုံးမှာတော့အခြေခံသဘောတရားတွေဖြစ်တဲ့ panoramic sunroof 360 camera blind spot တို့ lane departure တို့နှစ်စီးလုံးမှာတော့အဲ့ဒီအချက်တွေကပါဝင်လာတာတွေ့ရတယ်။ tire size မှာဆိုချင်တဲ့နှစ်ခုလုံးက R19 size ကိုတုံးပေးထားတာတွေ့ရတယ်။သူရဲ့ cargo space အနေနဲ့ဆိုလို့ရှိရင်လည်းသူကကျွန်တော် Dash မှာခုံတွေခောက်ထားမယ်ဆိုရင်တော့989 လီတာထိပဲရှိမယ်။ကျွန်တော် 870 Plus ကတော့9ယောက်စီးဖြစ်တဲ့အတွက်ခုံတွေအကုန်လုံးခောက်ထားမယ်ဆိုရင်တော့1680 လီတာထိဝင်ဆက်မှာဖြစ်တယ်ပေါ့နော်။လူတွေအများကြီးနဲ့ခရီးတွေအများကြီးသွားနေမှာမဟုတ်ဘူးပုံမှန်2ယောက်3ယောက်လောက်နဲ့ daily use သွားမယ်လာမယ်ဆိုရင်တော့ကျွန်တော် Dash လေးရပို့ပြီးတော့အဆင်ပြေမယ်မဟုတ်ဘူးကမိသားစုနဲ့လည်းသွားမယ်တကယ်ချင်းတွေနဲ့လည်းခရီးတွေပါတွားကျင်တယ်ဆိုရင်တော့ကျွန်တော် 870 Plus ကပို့ပြီးတော့အဆင်ပြေမယ်ပေါ့ဒီဗီဒီယိုလေးကိုကြည့်ပြီးမိတ်ဆွေကားဝယ်တဲ့နေရာမှာအထောက်အကူပြုမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ပါဦးမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ